အမျိုးသမီးဟာရှစ်နှစ်ကြာလက်တွေ့ခဲ့တဲ့ခင်ဝန်းထီတူနဲ့ကွာရှင်းမှုဖြစ်စဉ်နေချိန်မှာစုတောင်းတစ်ခုပြုလုပ်ခဲ့ပါတယ်။သူမကိုအလွန်အမင်းချစ်မြတ်နိုးခဲ့မှုတဲ့အမျိုးသားကိုနောက်တစ်ချိန်လောက်ပြန်တွေ့ခွင့်ရဖို့သူမမျှော်လင့်ခဲ့တာပါ။မမျှော်လင့်ပဲနဲ့သူမရဲ့စုတောင်းဟာတကယ်ဖြစ်လာခဲ့ပါတယ်။အသက်19နှစ်အရွယ်ခင်မွန်းဖြစ်သူဟာအချိန်နဲ့အာဃာတ17ချက်စာကိုဖျက်ချောပြီးသူမအနာကိုရောက်ရှိလာခဲ့ပါတယ်။သူမချစ်ရတဲ့အမျိုးသမီးဟာအနာဂတ်မှာသူ့ဇနီးဖြစ်လာမယ်ဆိုတာသိလိုက်တဲ့အခါလူငယ်လေးမှာအလွန်အမင်းစိတ်လှုပ်ရှားသွားပါတယ်။သူကအမျိုးသမီးကိုအခုအချိန်မှာပတ်စံတွေအများကြီးရှာနိုင်ပြီးအကောင်းဆုံးဘဝမျိုးကိုပေးထားနိုင်ရလားလို့မေးခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကတော့စိတ်မကောင်းဖြစ်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့အသက်30အရွယ်ခင်မွန်းဖြစ်သူဟာသူမကိုမချစ်တော့လို့ပါ။အဲ့ဒီအချိန်မှာပဲခင်မွန်းဖြစ်သူစီကဖုံးဝင်လာပါတယ်။သူဟာမနေ့ကကြာရောက်တဲ့သူမရဲ့မွေးနေ့ကိုအိမ်ပြန်မလာနိုင်ခဲ့တဲ့အတွက်အတွင်းရေးမှုမလေးကိုရတနာတစုံရွေးခိုင်းပြီးအစားထိုးနှစ်တင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အေးဆက်ဆက်လေးသွန်ကသူမကိုအလွန်အမင်းစိတ်မသက်သာဖြစ်စေခဲ့ပါတယ်။လွန်ခဲ့တဲ့3နှစ်ကစတင်ခဲ့တဲ့အေးဆက်ဆက်ဆက်ဆံရေးကြောင့်ခင်မွန်းထီသူဟာသူမအဖို့ဂယုမဆိုင်မှုကင်းမဲ့သွားပြီးငွေချေးနဲ့ဖြစ်စည်းဥစ္စာအိုင်းကိုပဲဖြည့်ဆည်းပေးတော့တာပါအသက်19နှစ်အရွယ်ကောင်လေးကသူမရဲ့စိတ်မကောင်းဖြစ်နေတဲ့ပုံစံကိုရိပ်မိပြီးချက်ချင်းပဲဖတ်ထားပေးလိုက်ကသူမကိုဘယ်သူမှလာမနိုင်စေရဘူးလို့ပြောခဲ့ပါတယ်ဖုန်းထဲကနေကောင်လေးရဲ့အတန်ကိုခင်မွန်းဖြစ်သူကြားသွားပြီးဘယ်သူလဲဆိုတာချက်ချင်းအော်ဟစ်မေးမြန်းပါတော့တယ်အမျိုးသမီးကတော့ပြန်မဖြေပဲအချင်းမဖြုံးကြပဲနဲ့ကွာရှင်းစာချုပ်ကိုအမြန်ဆုံးလက်မှတ်ပေးဖို့သာတောင်းဆိုခဲ့ပါတယ်။ကောင်လေးဟာသူ့ရဲ့အနာဂတ်ကိုဘွားကဘာတွေလုပ်ခဲ့လို့သူမကဒီလောက်အထိပြက်ပြက်သားသားကွာရှင်းချင်နေရတာလဲဆိုတာနားမလည်နိုင်ဖြစ်ပြီးဖုန်းကိုလောက်ယူကချပြလိုက်ပါတယ်။ပြီးတော့သူကသူမကိုကွာရှင်းမသွားဘူးတောင်းပန်ခဲ့ပါတယ်။ဒါဟာနားလည်မှုလွဲတာတခုခုဖြစ်ရမယ်လို့သူယုံကြည်နေတာပါ။ဒါပေမဲ့အမျိုးသမီးကတော့အနာဂတ်ခင်မွန်းအပေါ်လုံးဝစိတ်ကုန်သွားပြီဖြစ်လို့ကောင်လေးရဲ့လက်ကိုယုံသွားလိုက်ပါတယ်။သူမထွက်သွားတော့မဲ့ပုံစံကိုမြင်တော့ကောင်လေးကသူဟာအသက်30အရွယ်ခင်မွန်းမဟုတ်ကြောင်းသူ့ရဲ့19နှစ်အရွယ်ကိုဘွားကိုအခွင့်အလမ်းတစ်ခုပေးပါလို့အမြန်တောင်းပန်လိုက်ပါတယ်။ဒါကြောင့်အမျိုးသမီးလည်းစိတ်ပြောသွားနေပါတယ်။မကြခင်ပါပဲအမျိုးသမီးဟာခင်မွန်းထစ်သူနဲ့အတူနေရဲ့အိမ်ကိုပြန်သွားနေပါတယ်။ခင်မွန်းထစ်သူကသူမလဲပင်ကအနမ်းရဟက်ကီကိုချက်ချင်းတတိထားမိပါတယ်။သူကသူမကိုအတူတူသမင်းစားဖို့ခေါ်ပေမဲ့သူမကငင်းဆန်ပါတယ်။ဒါကြောင့်သူကကွာရှင်းမပေးဘူးလို့ချင်းချောက်ခဲ့ပါတယ်။သမင်းစားပွဲမှာကောင်လေးကအမျိုးသမီးစီကို message တွေတောက်လျှောက်ပို့နေပါတယ်။ဖုန်းကနေ message တန်းတွေစက်တိုက်ငင်နေတာကခင်မွန်းဖြစ်သူကိုအလွန်အမင်းစိတ်အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကောင်လေးကသူ့မှာညဘက်မျက်စိမမြင်တဲ့ယောဂညကန်ယောဂရှိလို့အိမ်ကိုအမြန်ပြန်လာပြီးအဖော်လုပ်ပေးဖို့လှမ်းပြောလိုက်ပါတယ်။အမျိုးသမီးကခင်မွန်းဖြစ်သူကိုမကြခင်မှာသူ့ရဲ့ညကန်ယောဂပြန်ထွားခဲ့သေးသလားလို့မေးပါတယ်။ခင်မွန်းဖြစ်သူကတော့အတွင်းရေးမှုမလေးကအလွန်ဂရုစိုက်ပြီးဆေးကိုနေ့တိုင်းပြင်ဆင်ပေးတဲ့အတွက်မဖြစ်တာကြာပြီလို့ပြန်ဖြေပါတယ်။ဒါပေမဲ့အဲ့ဒီစကလုံးတွေကအမျိုးသမီးကိုပိုပြီးစိတ်နာခြင်းဝမ်းနည်းစေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအတွင်းရေးမှုမလေးရောက်လာတဲ့နှစ်ကသူတို့နှစ်ယောက်အေးဆက်ဆံခဲ့ကြတဲ့နှစ်ဖြစ်နေလို့ပါသူမသမင်းစားခြင်းစိတ်ပျောက်သွားပြီးအိမ်ပေါ်ကဆင်းဖို့အတွက်အဝတ်စားတွေတင်းစည်းဖို့အပေါ်တောင်ကိုချက်ချင်းတက်သွားပါတယ်ခင်မွန်းဖြစ်သူကတားဆီးဖို့ရှိတိုးလာပြီးသူမမှာတခြားတယောက်ရှိနေလို့ကွာရှင်းကျင်တာလားလို့မေးပါတယ်အမျိုးသမီးကတော့သူတို့အိမ်တောင်ပျက်စီးတာတခြားဘသူကြောင့်မဟုတ်ပဲခင်မွန်းဖြစ်သူရဲ့3နှစ်တာအေးဆက်နှိုက်ဆက်မှုကြောင့်ဒါလို့ပြောလိုက်ပါတယ်ခင်မွန်းဖြစ်သူလည်းဘာမှပြန်မပြောနိုင်ပဲသူမထွက်သွားတာကိုငေးကြည့်ုံပါတတ်နိုင်ပါတော့တယ်မကြခင်ပါပဲအမျိုးသမီးဟာသူမရဲ့ကိုယ်ပိုင်အိမ်လေးကိုပြန်ရောက်ခဲ့ပါတယ်ကောင်လေးကအိမ်ကိုပြောင်စင်တန့်ရှင်းရေးလုပ်ထားပြီးသူမအတွက်လေးလေစာကိုလည်းတေးသေးချာချာပြင်ဆင်ပေးထားပါတယ်အမျိုးသမီးကဒလုတ်စားကြည့်လိုက်တော့ဟင်းကအလွန်ငန်ပေမဲ့3နှစ်အတွဲသူမစားဘူးသမျှထဲမှာအကောင်းဆုံး